မိုင်းစာမျက်နှာတွေမှာသွေးနဲ့ရေးထွင်းကြရတဲ့နေတစ်နေ့ရှိပါတယ်။အင်အားချင်းမရှင်နိုင်တဲ့ကြားကဂုံတိတ်ခါကိုအသက်နဲ့လဲပြီးကာကွယ်ခဲ့တဲ့အမျိုးသား300ရဲ့အကြောင်းပါ။ဒီနေ့ကျွန်တော်တို့ပြောပြသွားမှာကတော့တေချင်းတရားကိုပြုံးကြီးရင်ဆိုင်ခဲ့တဲ့စပါတာရဲ့ဒန်ဒါကြီးပဲဖြစ်ပါတယ်။ဇလန်အစမှာပဲကျွန်တော်တို့ဟာစပါတာရဲ့ကြမ်းတမ်းလာတဲ့ယဉ်ကျေးမှုကိုစတင်မြင်တွေ့ရပါတယ်။ဒီနိုင်ငံမှာမွေးဖွားလာတဲ့ကလေးတိုင်းဟာသူတို့ကိုယ်သူတို့ပိုင်ဆိုင်တာမဟုတ်ပါဘူး။ Okay တကယ်တော့နိုင်ငံတော်ကပိုင်ဆိုင်တာပါ။မွေးခင်းစကလေးတိလောက်ကိုစစ်ဆေးတဲ့အခါမှာအနာအစာပါရင်ဒါမှမဟုတ်အားနေနေအဲ့ဒီကလေးကို6ထဲကိုပစ်ချပြီးတပ်ပစ်လိုက်ကြပါတယ်။ဒါစပါတာရဲ့အကြောက်တရားကင်းမဲ့တဲ့စစ်တီတော်တွေဖြစ်လာဖို့ပထမဆုံးအဆင့်ပါမယ်။ကျွန်တော်တို့ရဲ့အဓိကဇက်ဆောင်လီယိုနီဒက်စ်ဟာလည်းဒီလိုစနစ်ထဲမှာပဲကြီးပြင်းလာခဲ့သူပါအသက်9နှစ်အရွယ်မှာမိဘတွေစီကနေခွဲထုတ်ခိုင်းရပြီးအဂုတ်လို့ခေါ်တဲ့ရက်ဆက်လာတဲ့စစ်ပစ်တာတင်ကြားကြီးစီကိုပို့ဆောင်ခိုင်းခဲ့ရပါတယ်သူဟာအေးဆက်တဲ့စောင်းရသည်မှာအဝတ်အစားမပါပဲတောထဲမှာအမဲလိုက်ရတဲ့ရိုက်နှက်မှုတွေကိုခံတိုင်းကြီးရှိအောင်လေ့ကျင့်ရပါတယ်နောက်ဆုံးစာမေးပွဲအနည်းနဲ့သူဟာရာတော်ဝင်မလွေကြီးတကောင်ကိုအမောင်ထဲမှာတယောက်တည်းရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီဝမ်ဘလွေကြီးကိုသူတတ်နိုင်ခဲ့တဲ့နေ့မှာပဲသူဟာစပါတာရဲ့ဘရင်တစ်ပါးဖြစ်လာဖို့ထိုက်တန်ကြောင်းတက်တည်ပြခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့လီယိုနီဒက်စ်ဟာဘရင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အေဂျင့်မှုကကြာရှည်မခံပါဘူး။ပါရှာအင်ပါယာရဲ့ဘရင်ဇက်စီစီကစေဒမန်တွေရောက်လာပါတယ်။သူတို့ဟာရေနဲ့မြေဟိုတောင်းဆိုလာတာပါ။ဒါဟာလက်အောက်ခံခေအညံ့ခန်းဖို့ဖြိုးတာပါပဲ။စေဒမန်ကစပါတာရဲ့မိန်းမတွေကိုတောင်စော်ကားတဲ့စကားပြောလာတဲ့အခါမှာတော့လီယိုနီဒက်စ်ရဲ့ဒေါသကထိမ့်မရတော့ပါဘူး။တွင်းနဲ့ကြီးရှေ့မှာရက်နေတဲ့စေဒမန်ကိုကြည့်ပြီးသူကအော်ဟစ်လိုက်ပါတယ်။ဒါစပါတာပဲလို့ပြောပြီးကန်ချလိုက်တာဟာကမ္ဘာအင်အားအကြီးဆုံးစစ်တပ်ကြီးကိုစိန်ခေါ်လိုက်တာပါပဲ။ဒါပေမဲ့စစ်တိုက်ဖို့ဆိုတာမလွယ်ပါဘူး။စပါတာရဲ့ရှေးအောင်ဘာသာရေးခေါင်းလောင်တွေဖြစ်တဲ့ E-Force တွေကစစ်တိုက်ဖို့ခွင့်မပြုပါဘူး။သူတို့ဟာ Xerxes ရဲ့လာထုတ်မှုကိုခံထားတာပါ။လီယိုနီဒက်စ်ဟာနိုင်ငံတော်ရဲ့ဥပဒေကိုမချိုးဖုံးဘဲနဲ့သူ့ရဲ့နိုင်ငံကိုကာကွယ်ဖို့နီးလန်းတစ်ခုကိုရှာခဲ့ပါတယ်။အဲ့ဒါကတော့သူကိုယ်တိုင်လမ်းလျှောက်ရရင်းနဲ့အဖို့အထက်စစ်တီတော်တွေ300ကိုခေါ်ဆောင်သွားတာပါပဲ။ဒီစစ်တီတော်တွေ300ဟာတာမန်လူတွေမဟုတ်ပါဘူး။သူတို့အားလုံးမှာစစ်ခံမဲ့သားသမီးတွေရှိပြီးသားဖြစ်ပြီးတေဖို့အသိဉာဏ်ပြင်းထားတဲ့လူတွေကြီးပါပဲ။ခီးလာမှာသူတို့ဟာ Arcadians တွေကတွေ့ဆုံပါတယ်။ Arcadians တွေက Leonidas ရဲ့လူဦးရေ300တဲ့ကိုကြည့်ပြီးအံ့ဩနေကြပါတယ်။သူတို့ဘာမှလူအင်အားပုံနေတာကိုဒါပေမဲ့ Leonidas ကမေးလိုက်ပါတယ်။မင်းတို့ရဲ့အလုပ်ကဘာလဲလို့မေးတဲ့အခါမှာတယောက်ကအိုးလက်သူတယောက်ကဖမ်းဘက်ဖိနေတဲ့အခါ Leonidas ကသူ့ရဲ့300ကိုမေးလိုက်တဲ့အခါမှာတော့အားလုံးကတပြိုင်နက်တည်း hit grade လိုက်ကဟာစစ်မြေပြင်ကိုတုံခါစေခဲ့ပါတယ်။ Sparta မှာအလုပ်ဆိုတာစစ်တိုက်ချင်းတစ်ခုတည်းသာရှိတာမှာသူတို့ဟာတမော်ပီလီလို့ခေါ်တဲ့ကျင်းမျောတဲ့တုံကြားလန့်ကိုရောက်ရှိလာပါတယ်။ဒီနေရာဟာလူနည်းစုကလူအများကိုဟန်တားနေတဲ့တစ်ခုတည်းသောနေရာပါ။ပါရှားစစ်တပ်ကြီးကမ်းတွေကိုရောက်တဲ့အခါမှာကောင်းကင်ယံတစ်ခုလုံးသင်းဘောတွေနဲ့ပြည့်နေပါတယ်။မုန်တိုင်းတိုက်ခတ်လို့ပါရှားသင်းဘောအချို့ပျက်စီးသွားတာကိုကြည့်ပြီးစပါတာတွေကရေမောနေကြပါတယ်။သူတို့အတွက်ဒါဟာပျော်ပွဲရွှင်ပွဲလိုပါပဲ။ပထမဆုံးတိုက်ပွဲစတင်ပါပြီ။ပါရှားစစ်သားတွေဟာလိုင်းလုံးကြီးတွေလိုတထုပ်ပတိတက်လာပါတယ်။ဒါပေမဲ့စပါတာတွေရဲ့ဒိုင်းနံကြီးကိုသူတို့မကြော်ဖြတ်နိုင်ပါဘူး။စပါတာတွေဟာဒိုင်းတွေကိုစနစ်တကျစီထားပြီးရန်သူဓာတ်ချက်တွေကိုကာကွယ်ရင်းလှမ်းနဲ့တန်းပြန်တိုက်စစ်ဆင်ပါတယ်။သွေးတွေဟာမြေပြင်မှာချောင်းစီးတယ်လို့ထိတ်မိပါပြီ။ပါရှားတွေဘလောက်ပဲတက်လာစပါတာတွေကတော့ကြောက်ဆောင်ကြီးတွေလိုမတုံ့မလို့ရပ်နေပါတယ်။ Xerxes အခြေအနေမကောင်းတာကိုသိတဲ့အခါ Leonidas ကိုတွေ့ဆုံဖို့ဖိတ်ခေါ်ပါတယ်။ Xerxes သူ့ကိုယ်သူနတ်တဘွားတုံးလိုဝစ်ဆန်ထားပြီး Leonidas ကိုစီးစိမ်ဥစ္စာနဲ့လာထိုးပါတယ်။အညံခိုင်းရင်ဂရီတစ်ခုလုံးရဲ့အုပ်ချုပ်သူပေးမယ်လို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့ Leonidas ဟာဖိတ်ခဲ့တန်တာပဲညင်းဆိုးလိုက်ပါတယ်။သူလိုချင်တဲ့ဟာအာနာမဟုတ်ပါဘူး။လွတ်လပ်ရေးပဲထွက်ပါတယ်။ဒေါသထွက်သွားတဲ့ Xerxes ဟာသူ့ရဲ့အထူးစစ်တပ်ဖြစ်တဲ့ Immortals တွေကိုလွှတ်လိုက်ပါတယ်။သူတို့ဟာနတ်ဆိုးမြတ်ဖနိုးတက်ထားပြီးတေချင်းတရားကိုမကြောက်ဘူးလို့နာမည်ကျော်ပါတယ်။ဒီအခန်းဟာရုပ်ရှင်ရဲ့အမြင့်ဆုံး tension အပိုင်းပါ။အမောင်ထဲမှာ Immortals တွေရဲ့တိုက်ခိုက်မှုဟာကြောက်စရာကောင်းပေမဲ့ Sparta တွေကတော့ပိုပြီးရစ်ဆက်ပြလိုက်ပါတယ်။မြတ်ဖနိုးအောက်ကလူတွေဟာလည်းသွေးထွက်တတ်တဲ့တာမန်လူတွေပဲဆိုတာကို
လီယိုနီဒက်စ်ဟာတက်သေးပြလိုက်တဲ့အခါပါရှားစစ်တပ်ကြီးတုံလုံသွားပါတယ်စစ်ပွဲဟာရပ်ပေါင်းများစွာကြာလာပါတယ်ပါရှားတွေဟာစင်းဒီဂရင်တွေနဲ့ထူးဆန်းတဲ့တပ်အဝါတွေကိုတုံးပြီးတိုက်ခိုက်ပေမဲ့စပါတာတွေရဲ့နီးပြူဟာကိုမနိုင်ပါဘူးဒါပေမဲ့အလွေတစ်ဖြောင်းတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့ Ephialtes လို့ခေါ်တဲ့စပါတာလူမျိုးသစ္စာပေါက်တစ်ယောက်ပါသူကသူ့ရဲ့ယူပိုင်းဆိုင်ရာချုပ်ရင်းမှုကြောင့်စစ်တပ်တွေဝင်ခွင့်မရတာကိုအညှိုးထားပြီးပါရှားတွေစီကိုလွှဲလျှော့ဝဲလမ်းကြောင်းကိုပြောပြလိုက်ပါတယ်ဒီတဲ့ကိုကြားတဲ့အခါလီယိုနီဒက်စ်တူးလိုက်ပါပြီဒါဟာသူတို့ရဲ့နောက်ဆုံးနေ့ပဲဆိုတော့ကိုသူကကြံတဲ့ဂရိစစ်တီတော်တွေကိုပြန်ခိုက်လိုက်ပြီးသူ့ရဲ့300နဲ့အတူတီတဲ့အထိတိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးညမှာသူတို့ဟာအကောင်းဆုံးအစားအစာတွေကိုစားတောက်ကြပါတယ်လီယိုနီဒက်စ်ဟာဒီနေ့ညစာကိုတော့ငရေပြီးမှစားကြတော့လို့ပြောခဲ့ပါတယ်မနက်လင်းတဲ့အခါမှာပါရှားစစ်တပ်ကြီးဟာရှေ့တော့နောက်ကိုဝိုင်းရမ်းထားပါတယ် Success ကလီယိုနီဒက်စ်ကိုနောက်ဆုံးအကျင့်အခွင့်အရေးထပ်ပေးပါတယ်ဒူးထောက်ဖို့ပေါ့လီယိုနီဒက်စ်ဟာဒူးထောက်တယ်လို့နဲ့သူ့ရဲ့အုံမုံနဲ့ဒိုင်းကိုချလိုက်ပါတယ်ဒါပေမဲ့ဒါဟာအညံခဏမဟုတ်ပါဘူးသူကအရှင်ယူပြီးသူ့ရဲ့လှန်ကို Success စီကိုအားကုန်လွှဲပစ်လိုက်ပါတယ်လှန်ဟာ Success ရဲ့ပါးပြန်ကိုချစ်မိသွားပြီးသွေးထွက်လာပါတယ်နတ်တဘွားလိုဂရေးကြော်ထားတဲ့သူဟာသွေးထွက်တတ်တဲ့တာမန်လူပဲဖြစ်တာကိုတကဘာလုံးသိအောင်လုပ်ပြလိုက်တာပါအဲ့ဒီနောက်မှာတော့ကောင်းကင်ရံတစ်ခုလုံးအမောင်ကျသွားလောက်အောင်များပြားတဲ့မြားတွေကျဆင်းလာပါတယ်လီယိုနီဒက်စ်နဲ့သူ့ရဲ့ရဲဘော်တွေ3လဟာညားချက်ပေါင်းများစွာအောင်မှာဂုံတိတ်ခါကြီးလဲကျသွားပါတော့တယ်သူတို့အားလုံးတိတ်ဆုံးသွားပေမဲ့သူတို့ရဲ့ပေးဆက်မှုကအလားမဖြစ်ခဲ့ပါဘူးဒီသတင်းဟာဂရိနိုင်ငံတစ်ခုလုံးကိုနိုးသွားစေပြီးနောက်ပိုင်းမှာပါရှားတွေကိုအပီးတိုင်မောင်းထုတ်နိုင်ခဲ့ပါတယ်သူတို့ဟာတေချင်းတရားကိုရွေးချယ်ခဲ့တာမဟုတ်ပါဘူးသူတို့ဟာရွတ်လက်ရည်ကိုရွေးချယ်ခဲ့တာပါတမိုင်းကသူတို့ကိုစစ်တီတော်တွေလို့ခေါ်ကြပေမယ့်စပါတာကသူတို့ကိုတားကောင်းယရနာတွေလို့ပဲမှတ်ထားမှာပါဒါဟာအဆုံးသတ်မဟုတ်ပဲထာဝရရှင်တန်ရဲ့အစပါပဲ